ဒီနေ့ကတော့ကျွန်တော်တို့ UK ရောက် vlog လေးရဲ့ပထမဆုံး vlog ဖြစ်ပါတယ်ဒီ site မှာရှိရဲ့ Burmese community နဲ့ကျွန်တော်တို့activity လေးတစ်ခုလုပ်မှာဖြစ်ပါတယ်အဲဆို activity ကဘာဖြစ်မလဲဆိုတာလိုက်ကြည့်ပေးလိုက်ပါဦးရောက်နေပါပြီအခု on the way to Roseberry topping let's go okayတောင်ချီမှာပေါ့နော်တောင်ချီမှာတခြားမှန်ပါတွေကိုစောင့်နေရတခြားမှန်ပါတွေကတော့မရောက်လာသေးဘူးအားလုံးလူစုံသွားမှကျွန်တော်တို့စပြီးတော့တက်မှာပေါ့နော်ဟုတ်ပါရဲ့ခုတော့6ရောက်ပဲရောက်ပါသေးတယ်ခုလောလောဆယ်ကျွန်တော်ကျွန်တော်တခါမှတော့ hiking ကဒါပထမအောင်ကျွန်တော်တို့လည်းဒါပထမဆုံး hiking လုပ်တာပေါ့နော်အဲဆိုတော့ဘယ်လိုမျိုးခံစားရမလဲပြီးဘယ်လိုမျိုးအခက်အခဲတွေရှိမလဲဒါပထမဆုံးတစ်ခါဆိုတော့အဲ့ဒါပြီးတော့အခု Roseberry တောင်ကတိတ်ပြီးတော့လဲတခြားတောင်တွေလိုမကြည့်ဘူးfirst time hiking လုပ်ဖို့အတွက်အဆင်ပြေရပေါ့နော်ဘယ်လိုတွေခံစားရမလဲဘယ်လိုတွေကျွန်တော် relax ဖြစ်မလဲဆိုတာကိုကျွန်တော်တို့ပြန်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ် Okay ပါဆိုတော့ let's goကျွန်တော်တို့ခရီးလမ်းကိုဆက်လက်ချီတက်နေရဖြစ်ပါတယ်ကျွန်တော်ရဲ့လမ်းချင်းနားလိုက်တက်လိုက်နေကျွန်တော်တို့နောက်ဆုံးတော့ထိပ်ကိုရောက်တော့မှာဖြစ်ပါတယ်ရောက်တော့မှာပါဒီကနေ့ကတော့ရမ်းလာတယ်ဗျာဒီပါမောတယ်ရောက်ပြီပေါ့နော်တော်တော်လှပါတယ်ရှူတင်ကတော့it's worth it နည်းနည်းတော့မောနေပြီအဲဆိုကျွန်တော်တို့မှာလာတဲ့မုတ်လေးတွေနဲ့ပြီးတော့ energy drink လေးနဲ့တောက်လိုက်ပါဦးโอเคဆိုအခုကတော့ကျွန်တော်တို့ရဲ့ဒီနေ့
hiking activity လေးကတော့ပြီးပြီပေါ့နော်ကျွန်တော်တို့အခုအိမ်ပြန်တော့ပါမယ် society member တွေလည်းအားလုံးပြပြပပနဲ့နေခဲ့တယ်ပေါ့နော်ဒီနေရာလေးကတကယ် recommend ပေးပါတယ်ကျွန်တော်တို့ beginner တွေအတွက်အရင် heavy မလုံးနိုင်ဘူးမတက်နိုင်ဘူးဆိုရင်ပပလေးနဲ့လုံးဝ nature vibe အပြည့်ရမှာပေါ့နော်ဆိုတော့ဒီနေရာကကျွန်တော်တို့ဒီ Middlebrough ဒီမြို့နဲ့ဆိုရင်လည်းတိတ်ပြီးတော့မဝေးဘူးပေါ့နော်အဲဆိုတော့ကျွန်တော် UK မှာရှိတဲ့လူတွေဒီနေရာကိုအားရင်လာဖို့ comment ပေးပါတယ်အဲဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါbye bye ပါ